အားလုံးပဲမင်္ဂလာပါရှင်စေဝတုဒ္ဒခန္ဓာအနေကြိုးဆိုပါရစေယခုတစ်ပတ်ဗီဒီယိုကနေမျှဝေပေးခြင်းတဲ့အကြောင်းအရာတော့မျက်ကမှန်တက်တဲ့သူတွေပေါ့နော်ဘယ်လိုမျိုးမျက်စိလေးတွေသုံးသင့်လဲဆိုတဲ့အကြောင်းအရာနဲ့မျှဝေပေးသွားမှာဖြစ်ပါတယ်ရှင်ဒီမျက်ကမှန်ဆိုတာကတော့ကျမတို့မျက်လုံးပါဝါတစ်မျိုးကိုကျမတို့တက်တာပေါ့အလှတက်တာလေးရှိရဲဒါမှမဟုတ်ပါဝါရှိရဲသူတွေဆိုလဲဒီပါဝါထည့်ပြီးတော့ပေါ့နော်မျက်ကမှန်ကိုအသုံးပြုတာမျိုးဆိုပြီးတော့ရှိရပေါ့နော်ဘယ်လိုအခြေအနေမျိုးနဲ့ဖြစ်ဖြစ်ပေါ့နော်မျက်ကမှန်တက်တဲ့သူတွေကဂရုစိုက်ရမယ်ဒီကမျက်ကမှန်ကို expire ဖြစ်တဲ့မျက်ကမှန်မျိုးတွေမသုံးကြဘူးဒီမျက်ကမှန်ကိုတေချာစွာပေါ့နော်ဒီစေးရည်စိမ်နာပြီးသားပေါ့နော်ကျမတို့ဒီတန့်စင်တဲ့ရေစိမ်ပြီးသားဒီမျက်ကမှန်ကိုသုံးပေးရမယ်ဒါအပြင်မျက်ကမှန်ကိုမတက်ခင်မှာဆိုရင်လက်ကိုတေချာစွာဆေးပြီးတော့မှတေချာတက်ရမယ်မျက်ကမှန်ချွတ်တဲ့ခါမှာဆိုလည်းလက်ကိုတေချာစွာဆေးပြီးတော့မှပြန်ချိုးရမယ်ပေါ့နော်ဒါအပြင်ကျမတို့ကဒီတချို့ဆိုရင်မိတ်ကပ်တွေသုံးပြတယ်ပေါ့နော်မြို့သမီးတွေဆိုမိတ်ကပ်ကိုမဖြတ်ခင်မှာဆိုရင်မျက်ကမှန်တက်လို့ရတယ်ဒီလိုအခြေအနေမျိုးပေါ့မျက်ကမှန်ကိုပြီးတော့ညာဘက်တွေဆိုရင်မျက်ကမှန်တက်ပြီးတော့မအိပ်ရဘူးပေါ့နော်မျက်ကမှန်ကိုတက်နေရဆိုဘယ်လိုမျိုးဆေးလေးတွေမျက်စိအနေနဲ့သုံးလို့ရလဲဆိုတော့မျက်ကမှန်တက်တယ်ဆိုရင်မျက်လုံးလေးက6တာမျိုးတွေရှိတတ်တယ်အဲအကြောင်းမို့ကျမတို့ကမျက်လုံးကိုဆွတ်နေစေနိုင်တယ်ပေါ့နော်dry eye လို့ခေါ်တဲ့မျက်လုံး6တွေ့ခြင်းကိုတက်တာစေနိုင်တဲ့ moisture ပါတဲ့ကျမတို့ဒီမျက်စိလေးတွေအသုံးပြုလို့ရပါတယ်တနည်းပြောရမယ်ဆိုရင်မျက်ကမှန်တက်တဲ့ဆိုရင်မျက်သားလေးတွေ6တာမျိုးတွေရှိတတ်တဲ့အတွက်ကြောင့်မလို့ကျမတို့ကသူ့နာရီအလိုက်ပေါ့2နာရီကြာတစ်ခါဒီမျက်စိလေးတွေခတ်တာမျိုးပြုလုပ်လို့ရပါတယ်အဓိကအဖြစ်မျက်လုံး6တာမျက်လုံးသားလေးတွေနီလာတာကိုကာကွယ်နိုင်ဖို့အတွက်ဖြစ်ပါတယ်ဒါအပြင်ကျမတို့ဘယ်လိုမျက်စိလေးတွေခတ်လို့ရလဲဆိုတော့မျက်လုံးအတွက်လိုအပ်တဲ့ vitamin လေးတွေပေါ့နော်ပါတဲ့ဆေးလေးတွေမျက်လုံးအတွက်လိုအပ်တဲ့မျက်လုံးရားတာလေးတွေကိုတက်တာစေနိုင်တဲ့ဒီမျက်စိလေးတွေကိုခတ်လို့ရတယ်ပေါ့နော်ဒါလေးတွေကတော့ပုံမှန်ခတ်လို့ရတဲ့ဆေးပေါ့ဒါပေမဲ့ဒီမျက်ကမှန်တက်တဲ့မျက်ကမှန်သမားတွေကကိန်းမျက်လုံးတွေနီနေရမျိုးမျက်လုံးမှာအရန်ကိုရားရံနေရဆိုရင်တော့ကျမတို့မျက်ကမှန်တက်ပြီးတော့တချို့မျက်စိတွေကသုံးလို့မရအောင်ဘယ်လိုဆေးမျိုးလဲဆိုတော့ကျမတို့ဆေးအနေနဲ့ဆိုရင်tetra hydroxylane ဆိုတဲ့ဆေးပေါ့နော်ဒီဆေးဆိုရင်ကျမတို့မျက်စိအနေနဲ့ခတ်တယ်ဆိုရင်သူကမျက်လုံးနီတာကိုတက်တာစီနိုင်တယ်ဒါပေမဲ့မျက်ကမှန်တက်ထားတဲ့သူကဒီမျက်စိကိုသွားပြီးခတ်မိရဆိုရင်ပို့ပြီးတော့နီမြန်းတာမျိုးတွေဖြစ်နိုင်တယ်ဘာဖြစ်လို့လဲဆိုတော့သွေးကြောလေးတွေကျဉ်းသွားတာကြောင့်မလို့မျက်ကမှန်ခတ်တက်နေနေပေါ့နော်ဒီလိုမျက်လုံးနီလာတယ်ဆိုရင်တော့မျက်စိမျိုးလေးတွေမသုံးသေးဘူးမျက်ကမှန်ကိုချွတ်ပြီးတော့မှမျက်လုံးနီတာကိုတက်တာစီနိုင်တဲ့ဆေးမျိုးလေးတွေတော့အသုံးပြုတင်တယ်ပေါ့နော်နောက်ဒုတိယအနေနဲ့ဆိုရင်တော့မျက်လုံးမှာအရန်ရတဲ့ allergy ဖြစ်တဲ့ချိန်မျိုးဆိုရင်တော့ကျမတို့မျက်ကမှန်သုံးပြတာကိုရှောင်ရှားဖို့တော့တိုက်တွန်းခြင်းတယ်။ဘာဖြစ်လို့လဲဆိုတော့မျက်လုံး allergy ဖြစ်တဲ့ချိန်မှာဒီမျက်လုံးမှာဆိုရင်ဒီဓာတ်မတည့်မှုဖြစ်စေတဲ့ဓာတ်တွေကမျက်ကမှန်တစ်ဝိုင်းမှာသွားပြီးဆူဆီးသွားနိုင်တဲ့အတွက်ကြောင့်မလို့ကျမတို့ဒီမျက်ကမှန်ကြောင့်ပေါ့နော်ဒီရားရံမှုတွေပို့ပြီးတော့စိုးနိုင်တဲ့အခြေအနေမျိုးမှာဆိုရင်တော့ကျမတို့မျက်စိကိုခတ်မယ်ဆိုရင်မျက်ကမှန်ကိုထုတ်ပြီးတော့မှမျက်စိခတ်တာမျိုးတွေလုပ်တင်တယ်ပေါ့နော်။ဒါလေးကတော့မျက်ကမှန်သုံးမဲ့သူတွေရဲ့စောင့်ရင်ရှောင်ရဲ့အချက်ကလေးတွေပေါ့နော်ကျမတို့မျက်ကမှန်တက်တယ်ဆိုရင်တော့ကျမတို့အဓိကသတိထားမှာတော့ဒီအာယုံကြောလေးတွေလည်းသတိထားမှာပေါ့နော်ကျမတို့မတော်တဆမျက်ကမှန်တက်ရင်ထုတ်ရင်အာယုံကြောထိခိုက်တာမျိုးတွေလည်းဖြစ်နိုင်တဲ့အတွက်ကြောင့်သတိထားမယ်ဒါပြင် infection လို့ခေါ်တယ်ပိုးမဝင်အောင်လို့လည်းဒီကပြင်မျက်ကမှန်ကိုလည်းတန့်စေအောင်ထားရမယ်မျက်ကမှန်ထည့်ထားတဲ့ container ဘူးကိုလည်းတန့်စေအောင်ထားရမယ်အပြင်မျက်ကမှန်ကိုတင်ဆဲတဲ့အခါမှာလည်းတေချာတင်ဆဲဖို့လိုပါတယ်ဒါပြင်မျက်ကမှန်တက်မဲ့ပစ္စည်းလေးတွေ၎င်းလက်တော်၎င်းတေချာစွာစေးကြောဖို့လည်းလိုအပ်ပါတယ်ရှင်ဒါဆိုရင်တော့ဒီဗီဒီယိုလေးကနေပြီးတော့ဒီမျက်ကမှန်တက်တဲ့အခါမှာဘယ်လိုမျက်စိတွေသုံးသင့်လဲဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့မျှဝေပေးသွားတာဖြစ်ပါတယ်ရှင်အားလုံးကျန်းမာချမ်းသာကြပါစေရှင်